ခြင်းသည်လေယာမြေကိုင်းချုံများနဲ့စိုက်ပျိုးသည်နဲ့ဝေဝေစီစံဘာကြီးရသွရှိသည်ဒီထွက်ငါပစုံပေါ်လာသည်သူနဲ့တွေ့ဒီကထားသည်ဘုမိနဲ့တန်စကားသည်စကောင်းကရောက်လာဖို့ဒီပေါ်ရွေမှုနဲ့စီလို့ကြိုးတော့ခေါ်ကတော့ဖိလို့ခေါ်ခြင်းသည်လေယာမြေကိုင်းချုံများနဲ့စိုက်ပျိုးသည်နဲ့ဝေဝေစီစံဘာကြီးရသွရှိသည်ဒီထွက်ငါပစုံပေါ်လာသည်သူနဲ့တွေ့ဒီကထားသည်ဘုမိနဲ့တန်စကားကြီးခေါ်ကရောက်လာဖို့ဒီပေါ်ရွေမှုနဲ့စီလို့ကြိုးတော့ပြများတူခုပြမည်ရှေ့ရတွေ့ဒီကတော့ငါသိမ့်တဲ့ဗျာဖူးမြော်ကိုင်းတဝါရှိခုဗျာပနာတင်တယ်လာသည်နောက်ဖက်တွေ့ဒီကတော့မဟာလောင်တော်ဗျာလွန်စီသည်အေးစီဒီမြတ်ဗျာမာစုတူပန်လို့ရေခေါင်းကရောက်လာတဲ့ဒီတာယာလာတဲ့ခန္ဓာပင်မျိုးလေးစီဘာဝနာယနန်တိသာသနာရင်လေထွန်းလေးတောက်ပါသည်မိကုနံမှုပြောဤကုတိကပုဆောင်ပေးရန်သိမ့်တဲ့ကိုကြီးပြရမဒေရီလန်စီတာယာလာသည်မြို့နေပြည်သူအပေါင်းညဝရီတာတုခေါ်မည်လာတဆောင်တိုင်းမြစ်စင်ပွဲမှုဒေသဆိုင်မြို့တွင်လေသည်ပရာဟိတမောင်မဲစုနဲ့သူတွေပြောပြပါသည်မင်္ဂလာယထာနီဟော၍သောစုသားများကိုလက်တကောက်တော်ဖိတ်ကြားအပ်ပါသည်ပြင်စားလိုက်တော့မည်ဆွေမျိုးတော်လို့ခေါ်လိုက်ခြင်းပါသည်ပြများတူခုပြမည်ရှေ့ရတွေ့ဒီကတော့ငါသိမ့်တဲ့ဗျာဖူးမြော်ကိုင်းတဝါရှိခုဗျာပနာတင်တယ်လာသည်နောက်ဖက်တွေ့ဒီကတော့မဟာလောင်တော်ဗျာလွန်စီသည်အေးစီဒီမြတ်ဗျာမာစုတူပန်လို့ရေတစ်ခေါက်ကရောက်လာတဲ့ဒီတာယာလာတဲ့ခန္ဓာပင်မျိုးလေးစီသာသနာရင်လေထွန်းလေးတောက်ပါသည်မိကုနံကိုပြောဤကုတိကပုဆောင်ပေးမယ်ရန်သိမ့်တဲ့ကိုကြီးပြရမဒေရီလန်စီတာယာလာသည်မြို့နေပြည်သူအပေါင်းတို့ညဝရီတာတုတော်မီလာတဆောင်တိုင်းမြစ်စင်ပွဲမှုဒေသဆိုင်မြို့တွင်လေသည်ပရာဟိတမောင်မဲစုနဲ့သူတွေပြောချာနိဗ္ဗာန်တို့ဤစင်လာမပြတ်ပါသည်မင်္ဂလာယထာနီဟော၍သောစုသားများကိုလက်တကောက်တော်ဖိတ်ကြားအပ်ပါသည်